American influencer တယောက်ကရှားပါးငှက်မျိုးစုံကိုမီးစမ်းကြီးတဲ့စိန်ခေါ်မှုတစ်ခုလုပ်ခဲ့ပါတယ်။တပွဲကို$8ရှိတဲ့ကြက်သွန်ဒီကြော်စားကလေးတွေတပွဲကို$28ရှိတဲ့ရွှေဖျုံသီးနဲ့ဟင်းအနှစ်လုပ်ထားတဲ့ကြက်မဲပြီးတော့တပွဲကို$200ရှိတဲ့တန်ဖိုးကြီးသမင်တရေကြက်အပါဝင်ပေါ့ဘယ်ငှက်အသားကအရသာအရှိဆုံးလဲဆိုတာသူသိကျင်ခဲ့ပါတယ်ဒီဗီဒီယိုထဲမှာတော့ influencer ဟာဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ကိုရောက်ရှိလာပြီးတော့တားရိုက်ငှက်မျိုးကိုအထူးချက်ပြုတ်ရောင်းချတဲ့စားတောက်ဆိုင်ဒီဇိုင်းကိုရှာတွေ့ခဲ့ပါတယ်ဒေသခံတွေကတော့ငှက်သားတချို့ဟာသွေးပေါင်ကျစေပြီးအစာကြီးစနစ်ကိုကောင်းမွန်စေတယ်လို့ယုံကြည်ကြတယ်အထူးသဖြင့်စားကလေးအသားကကြောက်ကက်ကိုအားကောင်းစေပြီးတော့လိန်စိတ်ကိုတိုးပွားစေတဲ့ထူးခြားတဲ့အာနိသင်ရှိတယ်လို့ဆိုပါတယ်ဒါကြောင့်ဒေသခံတွေကစားကလေးတွေဖန်ဆာတာအလွန်များကြတယ်လို့ဆိုတယ်တကောင်ကို$3.6လောက်သာပေးရတယ်လို့သိရပါတယ်တန်းစင်ထားတဲ့စားကလေးတွေကိုဟင်းရီဦးထဲမှာ9မိနစ်လောက်ပြုတ်ပြီးတော့ပြန်ဆယ်ယူကရွှေအောင်တန်းတဲ့အထိစီပူပူထဲမှာထည့်ကြော်ပါတယ်အခြားတစ်ဖက်မှာတော့စီပူထဲမှာပဲမုတ်ခောက်ဆွဲကြော်တွေကိုအရင်ကြော်ပြီးတော့ပကံအောက်ချီမှာခံလိုက်တဲ့ကြော်ထားတဲ့စားကလေးတွေကိုအပေါ်ကတင်ပြီးလှီထားတဲ့တံမယာရွက်လေးတွေဖြူပေးပါတယ်ဒီလိုဆိုရင်တော့တပွဲကို$8နဲ့ရောင်းတဲ့စားကလေးကြော်လေးတွေရပြီပေါ့ကြော်ထားတဲ့စားကလေးတွေကမှွေပြီးတော့စားချင်းစပွဲကောင်းနေပါတယ်ခေါင်းကိုအရင်မြည်ဆန်းကြည့်တော့အယိုးတွေတောင်ကျွတ်နေပြီးကျန်တဲ့ကိုလုံးလေးကိုတလောက်စာမြည်ဆန်းလိုက်တော့အသားနှံတွေကပြန့်နှံ့လာပြီးတော့အထူးပြုလုပ်ထားတဲ့စောနဲ့တို့စားလိုက်တဲ့အခါအရသာကပို့ပြီးတော့ထူးခြားတယ်လို့သိရပါတယ်အရသာရှိတဲ့စားကလေးကြော်လေးတွေကိုမြည်ဆန်းပြီးတဲ့နောက်မှာတော့ influencer ဟာစင်ကြီးဘုံကလေတော်တွေကစားတောက်ဆိုင်ဒီဇိုင်းကိုရောက်လာခဲ့ပါတယ်ဒီဆိုင်ကတော့အိမ်မွေးချက်အမျိုးကိုအထူးပြုရောင်းချပြီးတော့ရွှေဖီယုံသီးနဲ့ဟင်းနှင်းလုပ်ထားတဲ့ကြံမဲကတော့ဆိုင်ရဲ့နာမည်ကြီးဟင်းပွဲဖြစ်တယ်လို့ဆိုပါတယ်တန်းစင်ပြီးသားကြက်မဲကိုအတုံးလေးတွေတုံးကြက်သွန်ဒီအတုံးလေးတွေအသားမုံစားငရုတ်ကောင်မုံကမာစောကိုထည့်နေပြီးတော့နှက်ထားပါတယ်တဲဦးထဲမှာကြက်သွန်ဖြူထောင်နှက်ထားတဲ့ကြက်သားကိုထည့်ပြီးအပူပြပြင်းနဲ့မှွေကြော်ပါတယ်ဂေါ်ကြုံသီးစီးသီးနီကြာစီမုံလာဥနီတို့ကိုထည့်ပြီးမီအေးလေးနဲ့တည်ထားပါတယ်ရွှေဖျုံသီးကိုအပေါ်ကနေဖွင့်အတွင်းကအဆီတွေကိုထုတ်ပြီးပေါင်းထဲမှာ10မိနစ်လောက်ပေါင်းပါတယ်ပြီးတဲ့အခါမှာတော့အဖုံးဖွင့်ပြီးကြက်သားနဲ့ဟင်းရည်အားလုံးကိုရွှေဖျုံသီးထဲထည့်ပြီးအဖုံးပြန်အုပ်ခါနောက်ထပ်မိနစ်20လောက်ပေါင်းပါတယ်စပွဲပေါ်မတင်ခင်မှာနနံပင်နဲ့ကြက်သွန်မိတ်လေးတွေဖြူပေးလိုက်တယ်လို့သိရတယ်အရသာရှိတဲ့ရွှေဖျုံသီးနဲ့ဟင်းနှင်းလှုပ်ထားတဲ့ကြက်မဲကိုစားပြီးတဲ့နောက်မှာတော့ influencer ဟာစိန်ခံစားတောက်ဆိုင်ဒီဇိုင်းကိုရောက်လာပြီးရှားပါးငှက်ဟင်းလျာမျိုးစုံကိုစားခဲ့တယ်လို့ဆိုပါတယ် influencer ကဒေတာရဲမှာအလွန်အဖြစ်များတဲ့ငှက်ကြားတစ်ကောင်ကိုအရင်မှာခဲ့ပါတယ်ဒီငှက်မျိုးကမြက်တဲကငါးဖားကနန်းပစွန်စားတဲ့အကောင်တွေကိုအဓိကထားစားတယ်လို့သိရတယ်အမွေးနှုတ်ထားတဲ့ငှက်ကြားကိုအရက်နဲ့စီကြော်တယ်ဒါကအနံဆိုးတွေကိုဖယ်ရှားပြီးတော့အသားကိုနူးညံ့စေတယ်လို့ဆိုပါတယ်ဟင်းရည်ထဲမှာတော့ဝက်ရိုးကြက်သွန်နီဂျင်းနဲ့ဟင်းခက်အမွေးကြိုင်မျိုးတို့ကိုထည့်ပြီးပေါင်းရဲကိုပြောင်းထည့်လိုက်တယ်ငှက်ကြားကိုဦးရဲထည့်ပြီးအဖုံအုပ်ကမိနစ်20လောက်ပေါင်းပြီးပါတယ်ပြီးတဲ့အခါမှာတော့ငှက်ကြားကိုပြန်စေရေစစ်ပြီးတော့အတုံးလေးတွေတုံးနနံပင်နဲ့ပန်းပွင့်လေးတွေလှီထားတဲ့တံမယာအရွက်လေးတွေဖြူပေးလိုက်ပါတယ်ဒီလိုဆိုရင်တော့တပွဲကို$43နဲ့ရောင်းတဲ့ငှက်ကြားဟင်းပွဲရပြီပေါ့ချက်ပြုတ်ပြီးသားငှက်ကြားအသားကအသားချောင်းနဲ့တူပြီးတော့အလွန်ဝါးရလွယ်ပါတယ်အရသာကတော့ချိုတဲ့အရသာလေးတွေပါပြီးတော့တခြားအသားတွေနဲ့တိတိတသားကွာခြားတယ်လို့ဆိုပါတယ်ထူးခြားတဲ့ငှက်ကြားအသားကိုစားပြီးတဲ့နောက်မှာတော့နောက်ဆုံးဟင်းလျာကအလွန်ရှားပါတယ်တမင်တရေကြက်ဖြစ်တယ်လို့ဆိုပါတယ်ဗီယက်နမ်မှာဒီလိုတမင်တရေကြက်တစ်ကောင်ကို$200လောက်ပေးရတယ်လို့သိရတယ်အမွေးနှုတ်ပြီးအရက်နဲ့တန်းစင်ပြီးသားတမင်တရေကြက်ကိုကြက်ရိုးလူခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ဂျင်းစင်စီးသီးနီကြာစီဂေါ်ကြုံသီးတို့နဲ့ကြိုတင်ပြုတ်ထားတဲ့ဟင်းရည်တွေကိုထည့်ပြီးမိနစ်30လောက်တည်ပါတယ်ပြီးတဲ့အခါမှာတော့တဲရိုးတွေကိုထည့်ပြီးစပွဲပေါ်မတင်ခင်မှာဆက်ပြီးတော့တည်ထားပြီးပါတယ်မစားခင်မှာစပွဲထိုးတွေကကက်ကြီးနဲ့အသားတွေကိုအတုံးလေးတွေညှက်ပေးပြီးတော့တဲရိုးတွေပြန်ထည့်ပြီးပါတယ်အင်မတန်မှမွေးကြိုင်တဲ့ဟင်းရည်နူးညံ့တဲ့အသားတွေကအလွန်စားခြင်းစပွဲကောင်းနေတယ်လို့သိရပါတယ် influencer ကဟင်းရည်ကိုအရင်မီးစမ်းကြည့်တဲ့အခါမှာတော့မွေပြီးတော့ချိုချင်းအရသာလေးတွေပါတယ်လို့သိရတယ်အသားတွေတောင်နူးညံ့ပြီးတော့အရသာကလည်းချိုတယ်အရေးရွှမ်းပြီးအသားရနံ့မွေနေကရိုးရိုးကြက်သားထက်ဝါရတာပိုကောင်းတယ်လို့ဆိုပါတယ်ဒါဆိုရင်တော့ဒီငှက်မျိုးစားတွေထဲမှာဘယ်ငှက်သားကအရသာရှိဆုံးလဲလို့လူကြီးမင်းတို့ထင်ပါတယ်